အဲ့စုသာအင်္ဂလိပ်စာကိုတုံညာနေစာပြီးတော့ပြန်လေးလာမယ်ဆိုရင်ဒီအရာတွေကိုလုံးဝမလုပ်ပါဘူးအားလုံးပဲမင်္ဂလာပါဒီဗီဒီယိုမှာအင်္ဂလိပ်စာလေးလာနေတဲ့သူတော်တော်များများလုံးမိကြတဲ့အမားလေးတွေကိုပြောပြမှာဖြစ်ပါတယ်ဆိုတော့ပထမတစ်ခုနဲ့စလိုက်ကြအောင်အင်္ဂလိပ်စာလေးလာနေတဲ့သူတော်တော်များများပြောတယ်နားတော့နားလဲတယ်ဒါပေမဲ့ပြန်မပြောတတ်ဘူးအဲ့ဒါဘာလို့လဲဆိုတော့တို့ speaking အားနည်းလို့ဖြစ်ပါတယ်တို့ဘာလို့ speaking မပြောတာလဲအားနည်းလဲဆိုတော့အမားလုံးမိမှာကြောက်လို့ပါအမားလုံးလိုက်တို့လောင်ကြမှာပေါ့ဆိုပြီးတော့တွေ့ရဲအဲအကြောင်းမလို့ speaking မလေ့ကျင့်ဘူးအားထောင်တယ် speaking ကြတော့သိပြီးမပြောဖြစ်ဘူးဒီနေ့ကစပြီးတော့ speaking လေ့ကျင့်ပါအမားလုံးကိုမကြောက်ပါနဲ့ကိုသိသမျှမခက်သမျှတွေကိုအင်္ဂလိပ်လိုပြန်ပြောကြည့်ပါတခြားသူတွေနဲ့အင်္ဂလိပ်စကားပြောကြည့်ပါကြည့်ရှုသူကိုတို့ကလောင်ပြောင်မှာမဟုတ်ပါဘူးတို့လည်းအင်္ဂလိပ်စာလေးလာနေတဲ့သူတွေအိန္ဒိယသို့မဟုတ်တခြားနိုင်ငံသူတွေနဲ့ application သုံးပြီးတော့ဖုန်းခေါ်ပြီးတော့အင်္ဂလိပ်စာလေ့ကျင့်တယ်ငါ speaking လည်းမကောင်းဆိုပြီးတော့မလေ့ကျင့်ပဲမနေပါနဲ့လေ့ကျင့်ပါနေ့စဉ်နေ့တိုင်းလေ့ကျင့်ရင်လည်းကိုယ့်ရဲ့ speaking ကတိုးတက်လာမှာဖြစ်ပါတယ်အမားလုံးမိမယ်ပထမဆုံးပြောရင်အမားတွေအများကြီးလုံးမိမယ်ဒါပေမဲ့အမားနေပြီးတော့တင်ယူလေးလာပါအမားနေတင်ယူလေးလာပြီးတော့တိုးတက်လာပါလိမ့်မယ် speaking ကိုတိုးတက်ချင်တယ်ဆိုရင်အမားလို့ဖို့မကြောက်ပါနဲ့နောက်ပြီးတော့တခြားသူတွေနဲ့ speaking ပြောလေ့ကျင့်ပါနောက်ပြီးစကားပြောလေ့ကျင့်ပါနောက်တစ်ခုကကြတော့တယောက်ယောက်နဲ့ compare နိုင်ရှင်းတာဖြစ်ပါတယ်အဲ့ဆိုလွန်ခဲ့တဲ့နေ့တွေကအင်္ဂလိပ်စာလေးလာရင်လွန်ခဲ့4နှစ်လောက်ကတစ်နှစ်လောက်လေးလာပြီးတဲ့အချိန်မှာခံလေးတွေနည်းနည်းပိုက်ပိုက်နိုင်ဖြစ်လာတယ်အဲ့ဒီအချိန်မှာ sport တွေနည်းနည်းပါဗီဒီယိုတွေကြည့်ရဲလေးလာနေတဲ့သူတွေနောက်ပြီးတော့တခြားနိုင်ငံသူတွေတွေ့တယ်တို့ရဲ့ speaking ကတော်တော်ကောင်းတယ်တို့က speaking လည်းတော့တက်တယ်ကောက်ကောက်မွန်မွန်ပြောတတ်တယ်နောက်ပြီးကိုနိုင်ရှင်းမိတယ်တို့ကကျတော့ speaking တော်လိုက်တာငါကျတော့ဘာလို့မကောင်းတာလဲအစားတစ်ဖြစ်ပေါ့ကြည့်ရှုသူတို့လည်းအဲ့လိုလုံးမိကြမှာပါစကားတစ်ခုလေးလာနေဥပမာနေနဲ့ကိုရီးယားလေးလာနေသူ့ရဲ့ကိုရီးယား speaking ပြောတာမိုင်းလိုက်တာငါကျတော့3နှစ်4နှစ်2နှစ်လောက်လေးလာနေပြီးတော့ခုထိ speaking ကမကျွမ်းသေးဘူးအစားတစ်ဖြစ်ကိုပြောမိကြမှာပါတွေးမိကြမှာပါ Do not compare yourself with other English learners သင်ကအင်္ဂလိပ်စာလေးလာနေသူဆိုရင်တခြားသူတွေနဲ့ကိုမနိုင်ရှင်းပါနဲ့သူအင်္ဂလိပ်စကားကြတော့ကောင်းပြီးတော့ငါအင်္ဂလိပ်စကားဘာလို့မကောင်းတာလဲဆိုပြီးတော့မပြောပါနဲ့အဲ့ဒီလိုနိုင်ရှင်းမယ်စာလေသူလို့တော့အောင်ကြိုးစားမယ်သူလို့ speaking ကျွမ်းအောင်ကြိုးစားမယ်ဆိုပြီးတော့ကိုပြောပါနေ့တိုင်း speaking လေ့ကျင့်မယ်သူလိုမျိုးသူလေ့လာခဲ့တဲ့နည်းတွေကိုသုံးမယ်နောက်ပြီးတော့လေ့ကျင့်မယ်ငါလည်းသူလို့ပြောတတ်ရမယ်အဲ့ဒီလိုကိုပြောပါနောက်တစ်ခုကကြတော့အင်္ဂလိပ်စာကိုတောင်းတစ်ခုကြီးလို့မလေးလာဘူးဖြစ်ပါတယ်အင်္ဂလိပ်စာပြင်းစရာမလေးလာချင်ဘူးဒါပေမဲ့လည်းလေးလာမှမနေအဲ့ဒီလိုပြောဖူးလားပြောဖူးတဲ့သူတွေလည်းပါမှာပါအင်္ဂလိပ်စာကိုတောင်းတစ်ခုကြီးလို့မလေးလာနဲ့ဘာလို့လဲဆိုတော့လူတယောက်ကကိုကြိုက်တဲ့အရာတစ်ခုကိုလုံးနေရပြီဥမာနေနဲ့ပကြီးဆွဲရတယ်ပကြီးဆွဲလက်ချစ်တယ်နေ့တိုင်းလုပ်တယ်ဘာလို့လဲဆိုတော့ပကြီးဆွဲခြင်းကကိုယ်ပျော်ရွှင်စေလို့ကိုယ့်ရဲ့စကီးကပို့ပြီးတော့တိုးတက်လာမှာဖြစ်ပါတယ်စကားတစ်ခုလေ့လာရင်လည်းအဲ့လိုပဲကိုလေ့လာနေတဲ့ပါရာစကားနောက်ပြီးကိုလေ့လာနေတဲ့အရာလုံးနေတဲ့အရာကိုနေသိဖို့လိုတယ်ဝါဟာရတဲ့စကားလုံးတွေကိုတချင်းကနေပြီးတော့လေ့လာလို့ရပါတယ်ဒါမှမဟုတ်ဇက်ကားတွေကာတွန်းကားတွေကြည့်ရတာကြိုက်ရဆိုရင်အင်္ဂလိပ်ကာတွန်းလေးတွေဇက်ကားလေးတွေကိုကြည့်ပြီးတော့အင်္ဂလိပ်စာလေ့လာနိုင်ပါတယ်လာလို့ရပါတယ်စာအုပ်ဝေကိုင်းပြီးတော့ vocabulary တစ်လုံးပြီးတစ်လုံးစိတ်ဝင်စားပဲနဲ့ကြက်နေမဲ့အစားဗီဒီယိုလေးတွေနဲ့အစားထိုးပြီးတော့အင်္ဂလိပ်စာလေ့လာနိုင်ပါတယ်အင်္ဂလိပ်စာမှာစကားလုံးတွေကအများကြီးရှိတယ်အသုံးဝင်တဲ့စကားလုံးတွေအသုံးဝင်တဲ့စကားလုံးတွေအသုံးဝင်တဲ့စကားလုံးကပါတယ်ဆိုတော့အခုခေတ်မှာမသုံးလို့တဲ့စကားလုံးတွေလွန်ခဲ့တဲ့နှစ်ပေါင်းများစွာသုံးခဲ့တဲ့ဝါဟာရတွေစကားလုံးတွေဆိုပြီးတော့ရှိတယ်အဲ့ဒါတွေကိုလေ့လာချင်တယ်ဆိုရင်လေ့လာလို့ရပါတယ်ဒါပေမဲ့တယောက်ယောက်နဲ့စကားပြောတဲ့ချိန်မှာမပြောမိဘူးအရေးကြီးပါတယ်သူကတယောက်ယောက်နဲ့စကားပြောရင်အသုံးဝင်တဲ့စကားလုံးလွန်ခဲ့တဲ့နှစ်ပေါင်းများစွာသုံးခဲ့တဲ့အရာတွေအခုခေတ်မသုံးတော့တဲ့စကားလုံးတွေကိုမပြောပါနဲ့နောက်တစ်ခုကကြတော့ကိုချီကျူးစကားဆိုဖို့ပါချီကျူးစကားဆိုဖို့မမေ့ပါနဲ့ကိုကဥမာနေနဲ့အခု B1 level အင်္ဂလိပ်မှာ B1 level ရောက်နေပြီငါ3နှစ်4နှစ်လောက်လေ့လာကြပြီဒါပေမဲ့ B1 နေပြီးတော့မကြော်နိုင်ဘူးစီလို့ကိုပြောမဲ့အစား
ငါလွန်ခဲ့တဲ့နေ့တွေကအင်္ဂလိပ်စာနားတော့နားမလဲဘူးဒါပေမဲ့အခု B1 လောက်ရောက်နေပြီပဲမစိုးပါဘူးငါဆက်လေ့လာမယ်နေ့တိုင်းလေ့လာမယ်အဲဒါတိုးတက်လာမယ်ချစ်သူကအခုအင်္ဂလိပ်စာကိုယ်တိုင်အိမ်မှာလေ့လာနေတယ်ဒါမှမဟုတ် online class တွေတက်ပြီးတော့လေ့လာနေတယ်အဲ့ဒီလေ့လာခြင်းစိတ်ရှိရဲအဲဆိုတော့ကိုချီကျူစကားဆိုပါလေ့လာခြင်းစိတ်ရှိရဲနောက်ပြီးငါနေ့တိုင်းလေ့လာမယ်နေ့တိုင်းလေ့လာရင်းနဲ့ဒီနေ့အင်္ဂလိပ်စကားပြောတတ်သွားမှာအင်္ဂလိပ်စာစလေ့လာနေသူတွေတော်တော်များများပြောတယ်vocabulary ကလည်းကြက်လိုက်မေးလိုက်စကားလုံးတွေကလည်းကြက်လိုက်မေးလိုက်အဲ့လိုပြောတယ်ဘာလို့မေးလဲဆိုတော့ပြန်မနှွေးလို့ဖြစ်ပါတယ် traveling is very fun အစရှိရဲ့စာကြောင်းလေးတွေကိုကိုလေးလာခဲ့တဲ့စကားလုံးလေးတွေကိုသုံးပြီးတော့ဖန်တီးကြည့်ပါ speaking နေ့တိုင်းလေ့ကျင့်ပါနေပြီးတော့သင်ယူလေ့လာပါရိယာတစ်ခုအနေနဲ့စာလေ့လာနေတဲ့သူတွေနဲ့ကိုယ့်ရဲ့ level ကိုမနှိုင်းရှင်ပါနဲ့ကိုတခြားသူတွေနဲ့မနှိုင်းရှင်ပါနဲ့နောက်ပြီးတော့လူတစ်ယောက်နဲ့အင်္ဂလိပ်စကားပြောရင်အခုခေတ်မသုံးတော့တဲ့စကားလုံးတွေကိုမသုံးပါနဲ့ပြီးတော့ကိုယ့်ရဲ့အောင်မြင်မှုတွေဒီ level တစ်ခုထိရောက်လာပြီဆိုရင်ကိုချီးကျူးစကားဆိုဖို့မမေ့ပါနဲ့အင်္ဂလိပ်စာလေ့လာနေသူတွေလည်းကိုတော်လည်းမတော်ဘူးသူတို့ကကျတော့အင်္ဂလိပ်စကားပြောတတ်သွားရင်တော်လိုက်တာငါကျတော့မလုံးနိုင်အဲ့ဒါတွေမပြောပါနဲ့ဒီဗီဒီယိုကိုကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ် Thanks for watching today's video and have a nice day